ခင်းနေသောစမ်းကြောင်းနှင့်ပျောက်ဆုံးသွားသော30နှစ်နေရာဒီရဲ့ပူပြင်းတဲ့နေ့တစ်နေ့မှာကောင်လေးတစ်ယောက်ဟာတောထဲကစမ်းကြောင်းတစ်ခုစီကိုရောက်ရှိလာပါတယ်ထူးဆန်းတာကအဲ့ဒီစမ်းကြောင်းဟာရေစီးမနေပဲခဲနေတာကိုသူတွေ့လိုက်ရပါတယ်သူကအဲ့ဒီရေခဲပြင်ကိုထိတွေ့ကြည့်တဲ့အခါမှာတကိုယ်လုံးအေးစိမ်သွားသလိုခံစားလိုက်ရပြီးရေခဲပြင်ပေါ်လမ်းလျှောက်ကြည့်တဲ့အခါမှာလည်းရေခဲတွေကမကျိုးမပဲ့ပဲခိုင်မာနေပါတယ်သူအဲ့ဒီနေရာကနေပြန်လှည့်ထွက်သွားတဲ့အချိန်မှာပဲရေခဲပြင်ကြီးကအကွဲတံတွေထွက်ပေါ်လာပါတယ်ခဏကြာမှသူပြန်လာကြည့်တဲ့အခါမှာတော့ရေခဲတွေအားလုံးအရေးပျော်သွားပြီးပုံမှန်စမ်းကြောင်းလေးတိုင်းပြန်ဖြစ်နေတာကိုတွေ့ရပါတယ်သူကသူ့ရဲ့ဘောလုံးကိုရေထဲချကြည့်တဲ့အခါဘောလုံးကရေစီးကြောင်းနဲ့အတူမျောပါပြောက်ကွယ်သွားပေမဲ့နောက်တစ်စက္ကန့်မှာပဲရေစံဘက်ကနေပြန်ပြီးမျောလာတာကိုတွေ့လိုက်ရပါတယ်ကောင်လေးဟာကြောက်လန့်ပြီးသူ့အမေရှိရာကိုအမြန်ပြေးသွားပါတယ်လမ်းမှာသူတခါမှမမြင်ဘူးတဲ့ထူးဆန်းတဲ့အာကာသယာဉ်တစ်စင်းပြန်တန်းသွားတာကိုလည်းမြင်လိုက်ရပါတယ်နောက်ဆုံးမှာသူ့အမေနဲ့တွေ့တဲ့အခါသူလုံးဝထိတ်လန့်